ဒီခါတော့ပေါ့နော်ကိုယ့်ကိုဒုက္ခပေးသွားတဲ့သူတွေပေါ့နော်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်နော်ဒါပညာရေးနယ်ပယ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါလူမှုဆက်ဆံရေးနယ်ပယ်ပဲဖြစ်ဖြစ်စစ်ချင်းမြတ်တာရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ကိုဒုက္ခပေးသွားတဲ့သူတွေနော်ကိုယ့်ကိုဒုက္ခပေးသွားတယ်စိတ်ဒုက္ခတွေပေးသွားတယ်နော်နောက်တစ်ခါပေါ့နော်ထိုးချသွားတယ်ဒါဒီလိုမျိုးပေါ့နော်အဲ့လူတွေအခုချိန်မှာဘာတွေဆက်ဖြစ်နေလဲနော်သူတို့အခြေအနေရောဘယ်လိုရှိလဲဆိုတာကိုသိကြလားပထမဆုံးပြောချင်တာပေါ့နော်ကံတရားကလေမြေရန်အလုပ်လုပ်တယ်ပေါ့နော်လူတွေကဒါအလုပ်မလုပ်ဘဲနဲ့ပြင်းစီပြင်းမယ်ပြင်းတဲ့အချိန်ရှိမယ်ကံတရားကအဲ့လိုပြင်းရည်ညာဆိုမှမရှိဘူးအမြဲတမ်းသူ့အလုပ်ကိုသူတိတိကျကျလုပ်တတ်တယ်နော်အဲ့တော့ပြောချင်တာကဘာလဲဆိုရင်အခုချိန်မှာပေါ့နော်ကံတရားကလူတွေအပေါ်မှာပေါ့နော်ကောင်းခြင်းဆိုးခြင်းမှန်သမျှကိုပြန်ပြီးတော့เนาะကောင်းတာလုပ်တဲ့လူတွေကောင်းတဲ့အရာတွေပြန်ပေးရဲမကောင်းတာလုပ်တဲ့လူတွေမကောင်းတဲ့အရာတွေပြန်ပေးရဲဆိုတဲ့အတိုင်းပဲမကောင်းတာလုပ်ခဲ့တဲ့အတွက်ပေါ့เนาะကိုယ့်ကိုဒုက္ခတွေပေးသွားတယ်စိတ်ဆင်းရဲအောင်လုပ်သွားတယ်เนาะကိုယ့်ရဲ့မျက်ရည်တွေနဲ့ပျော်ရွှင်နေတယ်เนาะကိုယ့်ရဲ့စိတ်သောကတွေကိုစားသုံးပြီးတော့ပျော်ရွှင်ဖို့လမ်းကိုလျှောက်သွားကြတဲ့သူတွေအခုချိန်မှာအဆင်ပြေနေသားဆိုရင်တော့မပြေဘူးကံတရားကပြန်ပြီးတော့သူတို့ကိုเนาะသူတို့အဖြစ်အတွက်သူတို့ရဲ့လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ပြန်ပြီးတော့ပေါ့နော်ပေးဆက်ရမယ်ဆိုတဲ့အရာတွေတို့စီမှာနမိတ်တွေကပြနေပြီဆိုတဲ့ပုံစံမျိုးတွေ့နေရတယ်နော်အဲ့တော့လုပ်ငန်းခွင်မှာဆိုရင်ကိုယ့်ကိုဒုက္ခပေးသွားတဲ့သူတွေဆိုရင်ပဲဖြစ်ပေါ့နော်အခြေအနေမှာဖြစ်ပေါ့နော်လူမှုစတဲ့မှာပဲဖြစ်ဘယ်လိုဖြစ်နေပြီလဲဆိုရင်တို့ကဘလို့လူတွေပါဆိုတာကိုလူတွေကသိသွားကြတယ်အဲ့ဒီအတွက်ကိုဝိုင်းပြီးတော့ပြစ်တင်ပြောဆိုနေကြရအောင်လှိမ့်နေအောင်ခံရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကိုတို့ရဲ့အထုပ်ပြည်သွားတာပေါ့ဒီလားเนาะအဲ့လိုပုံစံမျိုးဖြစ်နေအချက်တခွေးအကျိုးနဲ့အဖြစ်တွေရေးဆိုင်နေရတယ်ဆိုရင်အနေအထားမျိုးတွေတွေ့နေရတယ်ပေါ့ကြိတ်ပြီးတော့ချောင်းမကြိတ်ပြီးတော့ငိုနေရတယ်ပေါ့နော်ဒီလားအဲ့လိုမျိုးနေထိုင်တွေ့ရအဲ့တော့ဖေးချောဆိုโอเคသူကလောကလန်ပေါ့နော်လေလောကလန်ကိုပြန်ပြီးတော့သူတို့အတွက်ကိုပေါ့နော်လှိမ့်နေအောင်ခံရတယ်ဆိုရဲပုံစံမျိုးလေးတွေတွေ့နေရတယ်ပေါ့နော်ဒီလားနော်ဘာလာရင်ဆိုင်ရတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီလားအရင်ကြီးပြောညံ့နေတဲ့ပုံစံမျိုးတော့မရှိဘူးเนาะတလားစိတ်ကိုတင်းထားရတယ်တလားကိုလောက်တာကိုခံမှာပေါ့ဆိုပြီးအဲ့လိုတင်းထားတဲ့ပုံစံမျိုးလည်းတွေ့ရတယ်လို့ငါလုပ်တဲ့ဟာငါပြန်ခံရတာပဲခံမှာပေါ့ဆိုပြီးတော့ပေါ့เนาะနည်းနည်းလေးမာနလည်းကြီးရပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေ့နေရတယ်ပေါ့เนาะအဲ့တော့ရင်ဆိုင်မယ်လားဘာပဲလားပြန်ပြီးတော့ပြန်တိုက်မယ်ပြန်ချမယ်ဆိုတဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတယ်ဒါပေမဲ့စိတ်ကသာတင်းနေတယ်တကယ်တမ်းကျတော့ပေါ့နော်သူတို့လုပ်ခဲ့တဲ့လုပ်ရက်အတွက်ပြန်ခံရတာဖြစ်တဲ့အတွက်ပေါ့နော်တော်တော်လေးတော့မခံကြည့်မခံတာဖြစ်နေရဆိုရင်အနေအထားမျိုးလေးလည်းရှိတယ်နော်အဲ့တော့လူတွေအမြင်မှာအဆင်ပြေခြင်းအောင်ဆောင်နေတယ်အဆင်ပြေခြင်းအောင်ဆောင်နေပြီလက်တွေ့မှာအဆင်ပြေနေလားဆိုရင်မပြေဘူးတော့သူတို့ကိုဝိုင်းပြီးတိုက်ခိုက်နေရဝိုင်းပြီးလူတွေကထိုးနှက်ပြီးပြောနေပြီကွာပြောရင်ကွာသူတို့ရဲ့မျက်နှာဖုံးတွေကွာကြာသွားတယ်ဆိုရင်ပုံစံမျိုးလူတွေကသူတို့ဘာလဲဆိုတာသိနေပြီဖြစ်တဲ့အတွက်အချက်တွေလည်းကိုယ်ဝေဖန်တော်လေးခံရအတင်းနေတဲ့အပြောခံရအဲ့လိုပုံစံမျိုးဖြစ်နေတဲ့အခါကျတော့လေငါဘာမှဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အတင်းမှန်တင်းပြီးတော့နေနေရတကယ်ကြောက်လက်တွေ့မှာအဆင်ပြေမနေဘူးတော့တော်တော်လေးစိတ်တော်ကရောက်နေရဆိုရင်အနေအထားမျိုးလေးရှိနေတယ်နော်အဲ့တော့ဒီလုပ်ငန်းခွင်မှာဆိုရင်ပေါ့နော်လက်ရှိလုပ်နေတဲ့နေရာနေပြီးတော့သူတို့တွေပေါ့နော်ထွက်ပြေးရတဲ့အနေအထားမျိုးလေးတွေတွေ့နေတယ်ဘာလို့လဲဆိုတော့ပေါ့နော်ကိုယ့်ရဲ့လုံးဖော်ကိုင်ဘက်အချင်းချင်းကိုထိုးချထားတဲ့အရာတွေနော်အဲ့ဒါတွေကိုတခြားသူတွေကလုပ်ငန်းကတခြားသူတွေကသိသွားတဲ့အခါကျဝိုင်းပြီးသူတို့ပြောဆိုတဲ့အရာတွေဖြစ်လာတဲ့အခါသူတို့အိတ်တံကိုမခံနိုင်ဘူးပေါ့နော်အဲ့လိုမျိုးကြောင့်ဒီအိတ်နေရာနေပြီးတော့ထွက်ပြေးရတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဒါလေးလည်းတွေ့တယ်နောက်တစ်ခါငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းအဆင်မပြေဘူးဆိုတဲ့ပေါ့နော်အနေထားလေးရှိနေတယ်ဆိုတော့လေဘာလဲဆိုရင်ပေါ့နော်လူတစ်ယောက်ရဲ့ကံကပေါ့နော်လူတစ်ယောက်ရဲ့ကံလောက်လိုက်တဲ့အရာတွေမှန်သမျှကကိုယ့်ပေါ်မှာလေပြန်ပြီးတက်ရောက်တဲ့အခါကျရင်လေဗတ်ပေါင်းစုံနေဝင်ပြန်ပြီးတော့လာတတ်ကြတယ်ကွာလူတက်ကိုဒုက္ခပေးလိုက်ပြီဆိုရင်ကိုဒုက္ခပေးလိုက်တဲ့အရာကတခုတည်းဒါပေမဲ့ကိုယ့်စီပြန်ရောက်လာပြီဆိုရင်အဲ့အရာတွေကလေတောက်ပေါင်းစုံဘတ်ပေါင်းစုံနဲ့ပြန်လာတာကွာတိလားဘယ်နေရာမှာမှအဆင်ပြေတော့ငွေကြေးစီးပွားရေးနောက်တစ်ခါကျန်းမာရေးအဲ့လိုမျိုးပေါ့နော်တောက်ပေါင်းစုံကနေပြီးဒုက္ခရောက်တတ်ကြတယ်အဲ့အတွက်ကြောင့်အခုချိန်မှာတို့ငွေကြေးခန္ဓာအရာလည်းအဆင်ပြေမနေဘူးတော်တော်လေးအခက်အခဲဖြစ်နေရဲဆိုပုံစံမျိုးလေးတွေ့နေရတယ်တချို့ဆိုတာဘာသာရေးလုံးဝဖြစ်တော့မယ်ဆိုရင်အတိတွေဝင်ပြီးတော့ပေါ့နော်ဖျားတွေသွားအဲ့လိုပုံစံမျိုးလေးတောင်တွေ့နေရတယ်ပေါ့နော်ဒါပေမဲ့လည်းပေါ့နော်ဒါလူကတော့ကိုယ့်အမောက်ကိုသိနေတာအချိန်မီပြည့်ပြင်လို့ရတယ်ဆိုရက်အတိတရားမျိုးလေးတွေတော့တို့မှဝင်နေပြီဆိုတဲ့အတွက်ပေါ့နော်ပြန်ပြီးတော့ပေါ့နော်ဒီအခြေအနေကနေရုံထနိုင်ပါစေလို့ပဲပြောရမှာပေါ့နော်ဆူတောင်းပေးရမှာပေါ့အဲ့တော့ပြောချင်တာကပေါ့နော်လက်ရှိမှာကိုယ်ဒုက္ခပေးသွားတဲ့သူတွေကတော့သူတို့ရဲ့ကံတရားကနော်ပြန်ပြီးတော့သူတို့စီပြန်ပြီးတော့တပတ်ပြန်လဲနေပြီဖြစ်တဲ့အတွက်ပေါ့နော်အဆင်ပြေမနေဘူးဆိုတဲ့အနေအထားမျိုးလေးတော့ရှိပါတယ်